ဒီလိုမျိုးခေါင်းပေါင်းစားအချွန်ချတဲ့နီးလေးကကြတော့ပေါ့နော်အဲ့ဒါပေါင်းမှုအတွက်ကကြတော့ဒီမှာပေါ်ဝါစားကိုဒီလိုလေးကန်လိုက်ကန်ပြီးတော့ရင်တစ်ဖက်ကိုလွတ်လိုက်မယ်နော်တစ်ဖက်ကိုလွတ်ချလိုက်ရင်ဒီလို၃កောင်လိုဖြစ်နေမလားအဲ့ဒီဟာမှာကိုလိုချင်တဲ့လောက်အရှိအဲ့လိုစုပြီးကန်လိုက်မယ်နော်ကိုလိုချင်တဲ့လောက်အရှိယူပြီးရင်ကိုခေါင်းမှာတိုင်းကြည့်လိုက်မယ်ကိုလိုချင်တာရှိလိုချင်လဲရှိတူတူလိုချင်လဲတူအဲ့နေရာလေးကိုကန်ထားမယ်နော်ကန်ထားပြီးတော့လို့ရှိရင်တစ်ဖက်ပို့တဲ့အစကိုတစ်ဖက်ပို့နေတဲ့အစကိုလိတ်လိုက်မယ်ပေါ့နော်အဲ့နေရာလေးကိုတေချာလေးကန်ထားပြီးမှကျန်တဲ့ပို့နေတဲ့ဘက်ချမ်းကိုကတော့လိတ်လိုက်မှာပါလက်ပြသွားရင်အဲ့လိုလေးဖြစ်သွားရင်နော်အဲ့လိုလေးဆိုရင်ခေါင်းမှာပတ်လို့ရပြီပေါ့နော်အဲ့ဒါကိုကြောင့်အနောက်ဘက်ကနေလေးပတ်မယ်နော်အဲ့ဒီပေါ်ဝါစားချမဲ့အပိုင်းလေးကိုကြတော့ဘယ်ဘက်မှာပေါ့နော်ခုနာအထက်နာလေးမှလေးထားပြီးလို့ရှိရင်တစ်ဖက်ကပေါ်ဝါစားနဲ့အဲ့ဒီဘက်ကိုပတ်သွားမှာပါဒီလိုလေးအရှိဘက်ကိုပတ်လာမယ်ပတ်လာပြီးတော့လို့ရှိရင်ခဏပေါ်ဝါစားခဏကအမိတ်ပေါ်ဝါချမဲ့ဟာလေးကိုတော့ဒီတိုင်းပဲထားမယ်ထားပြီးမှအနောက်ဘက်ကိုပြန်ပတ်သွားမှာဖြစ်ပါတယ်ဒီလိုလေးပတ်သွားမယ်ပတ်သွားရင်းနဲ့ပေါ့နော်အရင်ပတ်ထားတဲ့ဟာကိုဖိသွားမယ်နော်မို့လို့ရှိရင်အရင်ဟာကပြုတ်ထွက်သွားမှာမို့လို့အဲ့ဒါကိုဖိပြီးမှလေးအရှိဘက်ကိုပြန်ပတ်လာမယ်ပေါ့နော်အဲ့လိုလေးပတ်လာပါမယ်ပြန်ပတ်လာပြီးရင်ခဏကယူထားတဲ့ပေါ်ဝါစားချမဲ့ဟာလေးကိုပြန်ဖိပြီးမှပြန်ပတ်သွားမှာပေါ့နော်အဲ့လိုလေးပြန်ပတ်သွားမယ်အဲ့လိုလေးပြန်ပတ်သွားပြီးလို့ရှိရင်ပေါ်ဝါဆုံးတာနဲ့ဆုံးတဲ့နေရာမှာညှပ်ထားလိုက်ရုံပါပဲဒီလိုလေးဒီဆုံးသွားပြီပေါ့နော်ပေါ်ဝါကုန်သွားတဲ့နေရာလေးကိုအစလေးတေချာလေးလိပ်ပြီးမှအဲ့နေရာလေးကိုပေါ်ဝါအရင်ပတ်ထားတဲ့ပေါ်ဝါစားထဲမှာထိုးထည့်ထားလိုက်ရင်ရပါပြီတင်းတင်းလေးဆွဲပြီးမှပတ်ထားလိုက်တဲ့ဆိုရင်မပြုတ်လွယ်ပါဘူးအဆင်ပြေပါတယ်လို့ဒီခေါင်းပေါင်းနည်းကိုကြတော့ပပကြီးတယောက်ပေါင်းပြတဲ့ပုံစံကိုကြည့်ပြီးမှလိုက်ပေါင်းထားတာပါအမပါတယ်ဆိုလို့ရှိရင်လည်းခွင့်လို့ပေးကြစေလိုပါတယ်